စားနေတယ်ကိုဆာလည်းဟုတ်တယ်လားကိုဆာစူးစမ်းနေရလဲသူလည်းမတင်ဘူးသူလည်းမတင်ဒါပေမဲ့သူ့အကွက်ကကိုထတာလာတယ်ဘာလို့ तू အကွက်ကကိုထလာကိုကကြတော့သူတို့အခုလုံနေတဲ့ပုံကြည့်ပြီးတော့ပေါ့နော်သူတို့ဒီတေနာတွေလုံနေတဲ့ပုံကြည့်ပြီးတော့ကိုကခံမှန်းလို့ရတယ်သူတို့ဘာဆက်လုပ်လဲဆိုတာသိတယ်အရင်ကလည်းပြောပြီးပြီအခုဆိုရင်နည်းနည်းပြည်သူတွေအတွက်ကနည်းနည်းလေးတတိထားမှာကဘာလို့တတိထားမလဲဆိုတော့ပြည်သူတွေအချင်းချင်းအထီးကြီးုံပြောင်ပြန်လုပ်လိုက်မယ်နော်သူတို့စိုက်ကိုဝပေါ့လေးနော်သူကပြည်သူတွေချင်းချင်းကိုဒီလိုမျိုးဖြစ်အောင်ပြန်လုပ်မှာနည်းနည်းတော့တတိထားပြီးသူတို့ကဘာဖြစ်လို့ပြည်သူတွေကိုလက်ချက်လေလိလာတဲ့ပုံစံတွေလုပ်လာပြီးဟဟလားနော်သူတို့အမိတ်တွေထုတ်ထားတယ်အကြီးစံနေတေဝါတဲ့ကလေးဆိုရင်ကြီးဆောင်သွားစစ်လို့ရှိရင်ငါစစ်တပ်ကကြီးစံမဟုတ်ဘူးလို့ပြောလို့ဘာလို့အများကြီးထုတ်တယ်သိရမလားဆိုတော့ပြောချင်တာကဘာပဲဖြစ်ဖြစ်သူတို့ကပြည်သူတွေအချင်းချင်းအချီကယုံဖြစ်အောင်သူတို့လုပ်တော့မယ်ပြည်သူတွေချင်းချင်းဖိုက်အောင်သူတို့လုပ်မယ်ဒါသူတို့လုပ်နိုင်တဲ့နည်းပဲသူတို့မှနီးလန်းနေရကုန်သွားပြီဟုတ်လားကိုအရင်ကပြောခဲ့သလိုပဲသူတို့လုပ်မယ်ဆိုသူတို့လုပ်တယ်ဒါပေမဲ့နောက်ပိုင်းကျရင်အခုဒီဘက်ကဘာလုပ်နေလဲ UN ကဘာလုပ်နေသူတို့လည်းသတင်းတွေမပေါက်ကြားစီတော့ဘူးမပြောတော့တချို့ပြောပါတယ်တချို့ဒီဟိုပေါ့နော်ဆက်အာဏာရှင်အားပေးရဲ့လူကပေါ့နော်တခြားနိုင်ငံမှာဒီလိုအုပ်ချုပ်နည်းမရှိပဲကျွန်တော်တို့နိုင်ငံမှာဒီလိုရှိရမယ်ဒီလိုရှိခြင်းအပြင်ကမ္ဘာလက်မခံဘူးရှိခြင်းနဲ့နေသွားရှိနေအိမ်မှာနေရှိဟုတ်တယ်လားဒီလိုမျိုးဆက်အာဏာရှင်အုပ်ချုပ်တဲ့ထိန်းချုပ်တဲ့နိုင်ငံဒီဘယ်ကမ္ဘာမှလက်မခံတော့ဘူးမရှိတဲ့တော့20ရာစုမှာမရှိတဲ့တော့နောက်တစ်ချက်ကဘယ်လိုမစိတ်တိုင်းနည်းနည်းလေးပြင်းပြနေတဲ့ကလေးတွေကိုအန်ဒီဘာဘီကဘာပြောချင်လဲဆိုတော့စိတ်ထိန်တာပါစိတ်ထိန်ဆိုဟုတ်တယ်တေးခြင်းမှုတွေများအန်ဒီဘာဘီပြောခဲ့တယ်လို့မျိုးပဲအရင်ကြီးအများကြီးထက်လည်းမပြောချင်တော့ဘူးကွာအဲ့စကားကြီးသိရမလားငါပြောရင်စိတ်ကမကောင်းဘူးမပြောချင်တော့ဘူးဒါပေမဲ့အရင်ကြီးတွေကတော့အများကြီးထုတ်ရမယ်ထုတ်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့အခုပြည်သူတွေကကိုချင်တာတဲ့တော့အများကြီးတော်တယ်ကလေးလမ်းမတော်မှာဖြစ်သွားတဲ့ကိစ္စကြီးအများကြီးသူတို့တွေကဝင်ရမ်းငားသွားတာပေါ့နော်လှုပ်ရှင်တိုင်းလှုပ်သွားကြတယ်ဟုတ်လားပြီးရင်သူတို့ကဘာလုပ်မလဲဆိုတော့အောက်ကလူတွေလှုပ်တာအပေါ်ကပြောဟာငါတို့မဟုတ်ဘူးလေဒါကသူတို့လှုပ်တာလေပြီးအောက်ကကျွန်တော်တို့မဆိုင်ကျွန်တော်ဘာပဲပြောဒီတစ်ဖွဲ့လုံးပြဿနာတစ်ခုတက်သွားပြီးတရားရုံးနေဆွဲပြီးသူတို့ကတရားခံဖြစ်နေတာနော်ပြည်သူကတရားလုံးနော်ပြည်သူကတရားဆွဲရမှာသူတို့ဆွဲပြီးဆိုလို့ရှိရင်တစ်ဖွဲ့လုံးပါမှာအဲ့ဒါ social punishment တာသူတို့မိသားစုတွေကိုပေးတော့ဒါပဲနောက်တစ်ချက်ကကြတော့အဲ့ဒါအကြံဉာဏ်လေးတစ်ခုပေးချင်တာကသူတို့ကအခုဆန္ဒလည်းထွန်းပြခိုင်းမှုအတွက်တနက်ဒီပိုင်းနဲ့ဖြစ်တယ်မလားဘယ်လိုနောက်တစ်ချက်ဘယ်လိုလုပ်ရတယ်မြန်မာနိုင်ငံဘာနိုင်ငံလဲဘာတိုင်းပြည်လဲဗုဒ္ဓဘာသာတိုင်းပြည်ဟုတ်လားဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလားကိုရင်လေးတယောက်ပြောသွားတာကိုကနားထောင်လိုက်ပါတယ်နားထောင်လိုက်ရောအဲ့ဒီကိုရင်လေးကရှင်းပြဘာအတွေ့အကြုံမှမရှိခဲ့ဘူးเนาะဘာပြီးကျမတို့ဆိုရင်88အတွေ့အကြုံမျိုးကောင်းကောင်းလေးကြုံခဲ့ရတာဟုတ်လားကလေးလေးကအခုမှညံ့လေးနဲ့ကိုရင်လေးကပြောအခုလေတင်ငန်းချုံဒါပေမဲ့တင်ငန်းချုံလို့စော်ကားရင်ငရဲကြဆိုလည်းရှင်းပြကြမို့စော်ကားတယ်လို့ငရဲကြတယ်လို့ပြောလို့ရှိရင်ကျမနီးတနီးတင်နေတယ်ပြည်သူတွေယောဂီဝက်လိုက်သီလားယောဂီတွေအဖြူနဲ့အညိုတွေဖြစ်အဖြူဝက်ပြီးတော့လေပထန်းစာပဲတိုင်ပြီးတော့လမ်းလျှောက်နဲ့ရမ်းလျှောက်နဲ့ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအလံနေကံပြီးဆိုတာသွားတော့ပထန်းရွတ်နေတယ်အဲ့နေကြလို့ရှိရင်9ပါးသီလ10ပါးသီလယူပြီးတာထွက်ကြတော့ဟုတ်လားတထိုင်မို့နော်တထိုင်ကိုပြောတာရာတပတ်မြူတိုင်းဒီထိုင်လေးကိုပြောတာဒီတနိုင်အတွင်းမဆဲနဲ့ဘာမှမလုပ်နဲ့မညာနဲ့အဲ့လိုထွက်ကြည့်တို့တိုင်ငရဲကြည့်လေမဟုတ်ဘူးလားကိုကသီလလုံတာအရေးခွန်းဆိုတာအကုန်ခြုံလို့ရတယ်ဘယ်ဘုံကြီးမှမစော်ကားဘူးနော်ဘယ်သူမှမပြောဘူးနော်တို့မှတို့ဒီလသမားလေးရှိနေတို့ကျင့်စဉ်လေးရှိတယ်ကိုမစော်ကားဘူးကိုပြောချင်တာဒီဘလို့ပဲရှိသီလလုံဖို့အရေးကြီးတယ်ဆိုပြည်သူတွေတထိုင်သီလနဲ့ထွက်ရင်တို့လုံငရဲကြည့်တယ်ဆိုရင်တို့နောက်တစ်ချက်ကအရင်တော့ပြောဘူးတို့မျိုးပဲနော်နောက်တစ်ချက်ကမပြောဘူးလဲဆိုတော့ comment တွေမဖတ်နိုင်ဘူးဒီလားကောင်းမောင်းနေလို့ comment တွေမဖတ်ဘူးနော်နောက်တစ်ချက်ကအရင်တော့လည်းပြောဘူးပါတယ်ရက်ွက်တိုင်းမှာဘယ်လိုပြောမလဲဆိုတော့တခုဖြင့်တင်လို့ရတယ်ဒါပေမဲ့လေတခုကိုဘာလုပ်တော့မလဲအစီရောဘာလုပ်လဲဘာလုပ်တော့မလဲဆိုလို့ရှိရင်လေခေါင်းဆောင်လေးတွေဖွဲ့ထားကြပါခေါင်းဆောင်ချင်းလိုက်ဒီကြောက်ကြကားခေါင်းဆောင်နဲ့ဗဘဲတန်းခေါင်းဆောင်နဲ့လာတာခေါင်းဆောင်ကိုစီးဝေးပါအဲ့လိုမျိုးမျိုးဆိုရင်အဲ့ဒီကြားလို့ရှိရင်ဘယ်သူကလောက်တောင်လဲဘယ်သူကဘာလဲဆိုအဖြစ်ထွက်လာလိမ့်မယ်အဖြစ်အခုချင်းအားကြတော့တည်င်းကို Facebook မှာဖြန့်လိုက်လို့ရှိရင်တည်င်းဆိုတာကသူတို့လုပ်နေတဲ့တည်င်းကိုမဖြန့်နိုင်ပြမလို့သူတို့လုပ်တဲ့တည်င်းကိုဖြန့်ရမှာဒါပေမဲ့ကိုယ့်ရဲ့နောက် plan ကဘာလဲကိုဘာ plan ရှိလဲအဲ့ဒီ plan တွေကိုဘယ်လိုပြောမလဲအဲ့ဒီ plan တွေကိုပြောလဲဆိုတော့ Facebook မှာမတင်စေချင်တော့ကိုလည်းသိမပြောတော့ကိုဖြစ်နေပြီးသွားမယ်အခုလုပ်နေရတဲ့အများရှိတယ်မနေ့ကတင်တဲ့ post ကိုနားလဲပါတယ်နော်ဇာမနီညက်ကြီးကအတောင်ပံကိုဖြန့်ထားနေပြီဟဲ့လားအဲ့ဒါ
နော်အဲ့ဒါအရေးကြီးတယ်နော် तू ကတော့ဖြန့်နေ तू ကတော့အားအိမ်နေယူနေပြီနော်အဲ့ဒါပြီးတော့လဲငကားကလည်းဒီမှာလှဲ့နေပြီဟုတ်တယ်နော်အဲ့ဒါတေချာစဉ်းစားနော်ပြီးလို့ရှိရင်ဇာမနီငယ်လေးတွေရောငကားတွေအပေါင်းကသူ့ကိုအရှိရတယ်အကုန်လုံးလမ်းဖွင့်ပေးမှာနော်အဲ့ဒါတေချာစဉ်းစားအဲ့ဒါအသေးပဲအမျိုးမျိုးဖွင့်လို့ရတယ်ဟဲ့လားအချို့ရတယ်မဖွင့်နိုင်ဆိုသူတို့တွေစဉ်းစားပေါ်သွားသူတို့ပြီးနေသွားမိသွားအဲ့ဒါကြီးစဉ်းစားငါပြောတာဆိုအဲ့တေချာစဉ်းစားနော်အဲ့ဒါဖြစ်လာလိမ့်မယ်အဲ့ဒါဖြစ်လာလိမ့်မယ်ဒီလားအဲ့ဒါဖြစ်လာလိမ့်မယ်မကြဘူးရှင်းနေတော့တယ်အဲ့ကြရင်သူတို့တွေအားလုံး ICC ရောက်မှာအဲ့တတိထားနောက်တစ်ချက်ကကြတော့ခုနကျွန်မပြောသလိုအသက်တွေကတော်တော်လေးကိုမနေ့ကအန်ဒီဘာဘီဘာပြောတာမနေ့ကတော်တော်လေးစိတ်မကောင်းတာဒီလားတော်တော်စိတ်မကောင်းတာလေတော်တော်ထိန်းတာတော်တော်တတိကိုတော်တော်ကတ်တာသဘောအဲ့စိတ်ကတော့ငါသဘောစိတ်ကလည်းဖြစ်သွားပြီမဖြစ်တာလေအမြင်တာမြင်တဲ့သဘောဆိုမှတ်ပြီးတော့တော်တော်အလုံးမှလည်းစိတ်ထိရတယ်တော်တော်စိတ်မကောင်းတာဒါပေမဲ့လူကြောင့်အသက်တွေမရင်းကြပါနဲ့တော့ဒီလားအထက်ကလူတွေကလည်းမှတ်ပါတယ်အမှန်သူတို့လေးတွေလည်းပုံနေတာပေါ့လေဘလို့ပဲပုံသူတို့တွေထွက်လာပြီးဗီဒီယိုနဲ့စကားပြောတဲ့နဲ့ဟဲ့လားအားပေးတဲ့နဲ့ဒါကိုမလုပ်နဲ့လို့ပြောတဲ့နဲ့တရားမှထွက်လာတော့ငါလည်းမတွေ့ဘူးဒါလည်းသူတို့စော်ကားတာမဟုတ်ပါဘူးသူတို့အခက်အခဲကြီးလည်းရှိကြမှာပေါ့ဟုတ်တယ်မလားခြေတန်းကတိုက်နေတဲ့ကလေးတွေဆိုရင်အသက်ကြီးရင်းသွားကြတာအခုဆိုမနေ့ကဘယ်လောက်ရှိသွားပြီတော့မနေ့ကလည်းအခုဒီနေ့မနေ့လည်းစကိုင်းမှာတရားတွေ့လဲလီးသွားတာတဲ့ပြီးသူတို့ပြောမယ်အဲ့ဒါပြည်သူတွေလောက်တာဆိုပြီးပြောလိုက်မယ်ပြည်သူတွေပြန်ပြီးအပြစ်တင်မယ်ပြီးပြည်သူတွေအချင်းချင်းအထီးရုံဖြစ်အောင်လုပ်မယ်အဲ့ဒါလုံးဝအဖြစ်မခံနဲ့အခုချိန်ကပြည်သူတွေစုစည်းရမယ်ချင်းအခုချိန်ပြည်သူတွေ unite လုပ်ရမယ်ချင်းเนาะအကုန်လုံး unite လုပ်ရမယ်ချင်းအဲ့ချိန်ရောက်ပြီးအချင်းချင်းလဲကိုဘယ်လိုလဲမြန်မာမကြမဲ့တတိထားဖို့တစ်ချက်ကကို့မှာလောက်ကောင်ရှိတယ်လောက်ကောင်ဆိုမြန်မာပြည်မှာမဟုတ်ကျုပ်တို့နေရဒီမှာလည်းလောက်ကောင်ရှိတယ်သိလားလောက်ကောင်ရှိတယ်စစ်ကြောတွေကိုဟိုဟာတွေပေးတာတော့ဒါကကလေးတယောက်ကျေးဇူးတင်တာကလေးတယောက်ပြောတယ်ဟာတဲ့ဟုတ်ကဲ့အန်ဒီတဲ့ဒါဟက်ကြည့်လိုက်ဘူးလေဟက်လို့ရလားမသိဘူးဆိုပြီးတော့သွားဟက်လိုက်တာဟိုလည်းဟက်တာဟက်တာနေပဲငါမစဲမိနစ်20တောင်မကြောက်ရလာတော့ချက်တင်ဝင်ကြည့်တာကိုရအံ့ဩသွားတာတော်အံ့ဩသွားတာဒီဘက်ကလောက်ကောင်နေလည်းရှိရဲ့တော့ဒီဘက်က anonymous ဆိုဒီဘက်ကလောက်ကောင်နေလည်းရှိရဲ့ဆိုတော့သူတို့ကလည်းသူတို့ပေါ့နော်ပြီးဒါတွေအပြစ်ပေးမှာဒါတွေကိုတိုက်မှာဟုတ်တော့ကျမကိုတိတ်တိတ်လေးနဲ့ဘယ်လိုပြောမလဲသက်ဆက်ဖောက်လုပ်ပြီးတော့ဆက်အာနာရှင်တွေကိုသတင်းပေးနေပါတယ်ကျမဘာဖြစ်ဆိုအဲ့ဒါငါတရားဆိုရင်ငါမလုပ်ရဲဘူးမတင်နဲ့ကိုကဒီနိုင်ငံ judge adjudicator တရားဆိုတော့မသိသေးဘူးလားနောက်တစ်ချက်ကပြောဦးမယ်ဆိုတော့ဘယ်လိုပြောမလဲကလေး six on ရဲ့ကလေးရှိတာပေါ့နော်အမေရိကန်နိုင်ငံမကယ်နိုင်ဘူးလား UN ကမလားသူတို့မသိဘူးသူတို့သိတယ်သူတို့ကြည့်နေတယ် even though သူတို့ internet ပြတ်တာမှသူတို့တင်နေရနေတယ်ဒါပေမဲ့ခုနအနီပြောသလိုပေါ့အခုချစ်ချင်းစံကိုဆေးပြီးထမင်းဖြစ်စီဆိုလုပ်လို့မရဘူးလေဟုတ်လားဆန်ကိုဖြစ်ပြီးတော့ကဲဆန်ဖြစ်ပြီးအခုရှင်းထမင်းဖြစ်ဆန်ဆိုဖြစ်လို့မရဘူးလေဆန်ရပြီဆိုရင်ဆန်ကိုဆေးရမယ်ရေသုံးပါလေးကဆေးရမယ်ဟဲ့လားပြီးလို့ရှိရင်ထမင်းကိုနဲ့တဲရအောင်မယ်အချိန်ကြီးလာတဲပြီးမှထမင်းရတာလေဟုတ်တယ်မလားပြီးလို့ရှိရင်လေအဲ့ဒီထမင်းရသွားရင်အဲ့ထမင်းကိုမအေးအောင်အန်ဒီတို့တောင်ကဒီဘက်မှာနေတယ်အန်ဒီတို့တောင်ကနှွေးပြရမှာဒီဟာကြီးကိုအေးမတော့အောင်နှွေးရမှာဒါပေမဲ့ပြန်ကောင်းတဲ့တစ်ချက်ကဒီမြန်မာနိုင်ငံသည်သူတို့ကြည့်နေတဲ့အချိန်မှာပါတယ်သူတို့ကြည့်နေတဲ့နိုင်ငံထဲမှာနိုင်ငံတစ်ခုအပါဝင်ဖြစ်တယ်ဆိုတော့သူတို့လည်းကြည့်နေတယ်အခုဆိုမနေ့ကဆိုရင်ပြမယ်ဒါဟိုတနေ့ကလေမနေ့ကစရောစိတ်ဒါမဲ့ဖြတ်လိုက်တော့ပတ်အဲ့ဒါရွဖြတ်လိုက်ပါတယ်ဘယ်လိုပြောမလဲသူတို့တွေလည်းရှင်းပြောလို့ရှိရင်ဘယ်လိုပြောမလဲသူတို့လည်းဘတ်ဂျက်ကိုတိုင်နေပြီပေါ့နော်နည်းနည်းဘတ်ဂျက်ကိုတိုင်နေပြီဆိုတော့စဉ်းစားလိုက်ပေါ့သူတို့ဘာလုပ်လဲဆိုတာသူတို့ဘတ်ဂျက်ကိုတိုင်နေပြီအဲ့ဒါတော့ကိုတည်တယ်ကိုလည်းနားမလဲတော့ကိုတကယ်ချင်းကိုအားတောင်းအားပေးခဲ့တာနေတို့မလုပ်နိုင်ဘူးလားတို့ဓာရီမလုံနိုင်ဘူးလားတို့ဓာရီမဖြစ်နိုင်ဘူးလားငါတို့နိုင်ငံမှာဘယ်လိုဖြစ်ပုံပြီးအရင်ကဒီမလေးကလေးလေးကိုသမီးလေးမြတ်ခိုင်လာပါလားမြင့်ခိုင်လာဆိုဆုံးသွားတော့ဟုတ်လားမြင့်ဘူးလေဆုံးသွားတော့ကိုသမီးလေးကိုကြားရှိလဲဆုံးသွားတော့ကျဲစင်ဆုံးသွားတော့တွန်းအားပေးတာသူကပြန်ငါလုံမြန်မလုံနိုင်နေသိစီနေဝင်လာနားထောင်လေတဲ့အပတ်တိုင်းလုပ်တဲ့မိတွေတရက်ချလုပ်တဲ့မိတွေမှာမြန်မာနိုင်ငံအရေးပါဖို့ပါတယ်ဆယ်ချက်ထဲမှာသူတို့ဆယ်ချက်ဆွေးနွေးမယ်ဆိုရင်တစ်ချက်ကမြန်မာနိုင်ငံကြီးကအမြဲတမ်းပါတယ်ဒီကပြောတာအခုကိုရောင်မှ1 cent မီနေသွားတယ် reserve မီနေသွားလို့ရှိရင်မြန်မာနိုင်ငံအရေးမြန်မာနိုင်ငံစီအကုန်လုံးကအမြဲတမ်းအဲ့တစ်ချက်ကအမြဲတမ်းပါတယ်ဒီကြောင့်မလို့ကိုတငယ်ချင်းတွေချို့ဒီဘက်ကမြို့နယ်မှုတွေအခုဆိုရင်မြို့နယ်ဝန်2ယောက်ကဆက်သွယ်လာတယ်နော်
တည်င်းနေကြနေတဲ့နေမီဒီမှာပြောတာတွေကိုငါတို့ဒီ Congress ကကြားတယ်ဒီလိုစီးရကြားတယ်အဲ့ဒါငါတို့လည်းပြောအောင်ငါတို့လည်းမိကုန်းလာပြောမယ်ငါတို့လည်းညီတို့ပြည်သူတွေတသားလည်းရက်တည်မယ်ပေါ့နော်အခုတနေ့ကလည်း San Francisco Mayor London Breed ကလည်းဖုန်းဆက်လာတယ်သူလည်းတကားတဲ့ရက်တည်မယ်သူလည်းပါမယ်သူလည်းပါရတယ်လို့ Board Presidents လည်းပါမယ်လို့ရတယ်အပေးတယ်ခေါ်တယ်အကုန်လုံးလက်တွဲခေါ်မှာအခုဖိတ်ထားရှိရဲ့ဒီ Congress က2ယောက်3ယောက်ကိုလည်းထွက်ဒါမှသူတို့ဖိအားပေးလို့ရမှာသူတို့တွေ public ရှိမှာစကားလာပြောပြီးသူတို့တွေ public ရှိမှာမျက်နှာထွက်ပြပြီးဆိုရင်ဒါသူတို့ဖိအားပေးချက်တစ်ချက်ပဲသူတို့ပြောတာတွေဒီသူတို့လုပ်ခဲ့တာသူတို့ကလုပ်ကိုလုပ်အောင်လုပ်လို့မရအောင်သူတို့ပုံလို့မရဒါတွေကတက်တည်ပြီးသွားမှာဆိုတော့ကိုလည်းအဲ့လိုမျိုးဖြစ်အောင်ကိုလည်းစူးစမ်းနေတယ်ဒီဘက်မှာပြေကိုဆဆာလို့လည်းစူးစမ်းနေ CRPH တယ်တို့စူးစမ်းနေကြတယ်ဟုတ်လားဒါပေမဲ့ကိုဆဆာကွက်တွေကလှတယ်ကိုတော့မပြောဘူးသူက announcement လို့သူလည်းတိတ် announcement မလုပ်ပါဘူးတဲ့မလားသူတော့တရားမမျှတမှုကိုပဲသူတင်နေတာဒါတော့သူလုံမှာမဟုတ်ပါဘူးဒါပေမဲ့သူလုံမဲ့အကွက်တွေတော်လာတယ်အဲ့ဒါမဲ့ပြောပြီးသားတီးခံရမယ်အားတင်းထားရမယ်တီးခံလဲဆိုတော့တော်တော်လေးတီးခံနိုင်ဆိုအားကြီးပါတယ်လူကြည့်ပါလားအများကြီးသိတာအများကြီးလောက်တာတို့အဲ့ဒီအိမ်မှာဆိုလို့ရှိရင်မိသားစု4ယောက်ပဲနေတာကာသားလေးရတယောက်အဖေတယောက်သမီး2ယောက်လည်းနေတာအိမ်ထဲဝင်စစ်တော့ဖက်နဲ့မရှိဖက်နဲ့ကများနေလို့လည်းလူကကျုပ်အိမ်မှာလာစစ်စမ်းမှာလင်မယား2ယောက်နဲ့ကျုပ်ဖက်နဲ့ကျုပ်1ယောက်တို့လည်းဖက်နဲ့တင်နဲ့60အရင်60ရှိတယ်ဟုတ်လားအိမ်မှာလူ60ရှိမှာဖက်နဲ့အရင်60ရှိရမှာမဟုတ်ဘူးကျမ1ယောက်ထဲနေအိမ်မှာလင်မယား2ယောက်ထဲနေတာလင်မယား2ယောက်ထဲကျမ1ယောက်ထဲဖက်နဲ့ကအရင်60ရှိတယ်ဘူးတွေနဲ့ ready နဲ့ထားရတာအဲ့ဒါဘယ်လိုပြောမလဲပြောအဲ့ဒါဘယ်လိုပြောမလဲပြောဘာမှမဟုတ်ဘူးရှုံးနေတာရှင်းပြရင်တက်ပြတ်တယ်လို့လည်းမပြောစေချင်ဘူးဒါသူတို့ဘက်မှာရာဇဝတ်မှုကကြီးသွားတော့ဖိအားပေးတာပေါ့ဖိအားပေးတယ်သူတို့မလုပ်ဘူးလားမရက်ဘူးလားဖိအားပေးတဲ့သဘောပဲဖိအားပေးတဲ့သဘောတော့အချမ်းဖက်ကတော့မှားပြီးမှသူတို့လည်းခုကြည့်နေပါပဲငါ့ဆဲနေပါမဆဲမှားပြီးမှဖြစ်အသေးချစဉ်းစားတော့မှားပြီးမှဖြစ်လာပြီမမားနေတော့ရက်တော့အရင်တော့ကျွန်မပြောသလိုပဲညီတိုင်းဆွေးနွေးမယ်မလားထုတ်လိုက်အန်ဒီဒေါအောင်ဆန်းစုကြည်ကိုထုတ်ညီတို့ကဘာလဲထုတ်ပြီးပြည်သူတွေရှေ့မှာဆွေးနွေးဟုတ်လားပြည်သူတွေလက်ခံနိုင်သလားအဲ့ဒီကြလို့ရှိရင်လည်းချစ်ချင်းမဲ့သူမျိုးနယ်နဲ့လိုက် voting သွားကြတော့အမှမဲခိုးမှုလည်းဖြစ်လာမှာမဟုတ်ချစ်ချင်းပုံလို့ရှိရင်ထွက်လာမှာအဲ့ဒီလာမပုတ်တဲ့လူမဲမပေးနဲ့အဲ့မုတ်ပြီးလာမပုတ်တဲ့လူမဲမခောက်ခိုင်းနဲ့မတွက်နဲ့အဲ့ရအဖြစ်တွေအများကြီးထွက်လာမှာလေတခြားဝေးတင်ပုတ်ကြမလို့ကိုရက်ွက်မှာကိုတမရမှာတော့ပုတ်ကြအဲ့ဒါအေးစတယ်ဘယ်မှာမြောက်တဲ့ကောင်ကလူတွေလည်းကြောက်ကြောင်သွားကြမလို့ဘယ်ဘဲနဲ့သွားကြမလို့ဘယ်ဘဲနဲ့လူတွေလည်းတကုံသွားကြမလို့ဟုတ်တယ်မလားသူရက်ွက်မှာသူပုတ်ပြီးအဲ့ကလူတွေထောက်ကြပေါ့ပါတီတစ်ခုသုံးခုရှိပြီးတော့ဟုတ်လားအခုနောက်တည်းတစ်ခုကြားသေးတယ်ဘာဖြစ်မြန်မာနိုင်ငံကိုဗစ်မဟုတ်ဘူးဗာလေရိုဟင်ဂျာတွေကို funding ချောက်ပေးတဲ့ဂျပန်ကလူတွေပတ်စံကိုဟာကြီးကမိမကြီးကယူသွားတယ်လို့တက်တောင်းခံတယ်တော့လုပ်နေတယ်ဆိုပဲဘာမှမဟုတ်နိုင်ငံရေးအခြေအနေကိုလှည့်တာဘာမှမဟုတ်လှည့်နေတာဒါကြီးကလှည့်လို့မရဒါကြီးတို့လှည့်နေတာအခုလောက်ရှက်ွယ်လေတစ်ချက်ပြီးတစ်ချက်နောက်တစ်ချက်သူတို့ထပ်ွယ်အောင်မယ်ညာနေတယ်နိုင်ငံသားတွေတင်နေတယ်ကိုယ်စီမှာနိုင်ငံသားအကောင့်တွေရှိတယ်တချို့မြန်မာနိုင်ငံမှာနေတဲ့နိုင်ငံသားတွေတင်နေတယ် oh lies again look at MRTV's lies again it's false information they're releasing false information blah 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 so ပြတင်နေကြတာမရှက်ဘူးလားမလောက်ရတော့ဘူးလေပြီးတော့ယောက်ျားတွေဆိုတာကလှုပ်ရရင်ခံရရတယ်ဆိုအခုညီတို့ပြည်သူတွေကိုလှုပ်တယ်ဆိုတော့ဒီလိုနောက်ဖြစ်လာမဲ့ consequences ကိုဘာဖြစ်လို့ကြောက်တာလဲလှုပ်ရရင်ခံရရတယ်မဟုတ်လားဟုတ်တယ်မလားနောက်ပိုင်းကျရင်တော့စူးစမ်းပြီးနဲ့ပြောထားပြီးသားအန်ဒီကဘာမှသိမရေးတော့ဘူး Facebook မှာလည်းနည်းနည်းအားပေးပေးမယ်အားလုံးကိုကြည့်ပြီးအားပေးနေတဲ့ကလေးရှိအားပေးပေးမယ်ဒါပေမဲ့သားတို့သမီးတို့အသက်ကိုဒီတိုင်းမစတေးလိုက်ပါနဲ့เนาะစတေးခံကြီးကြလို့ရှိရင်သိပါတယ်အန်ဒီတို့လည်းဘယ်လိုပြောမလဲဆိုတော့ဘယ်လိုပြောမလဲနားလေတယ်တယောက်တည်သွားလို့ရှိရင်ကိုမနေ့ကပြောသလိုပဲကိုငငယ်တွေကမိဘဆုံးနေတော့မိဘဆုံးတာအဲ့လောက်ဒီမခံစားအောင်မနေ့ကတော်ခံစားရတာကြည့်ပြီးတော့လုံးဝမနေနဲ့မနေ့ကတော်ခံစားရတာအမျိုးပြကိုမေးကြည့်သူသိတယ်သူနဲ့တော့စကားမပြောနိုင်ဘူးတော် Facebook တောင်မကြည့် Facebook တောင်မကြည့်စင်တဲ့ဘဝရောက်သွားတာတော်ခံစားရတာတော်ခံစားရတာတော်
သိရတရားထိုင်ထားလို့နှမို့ဆိုကိုယူသွားမလားပဲအဲ့ဒါကိုကြည့်ရင်းနဲ့သိရမလားဆိုတော့ကိုတခုလောက်တော့မယ်တက်တိရှိတာသိတယ်အခုကလေးတွေက generation Z တွေ generation Y တွေကတော်တော်တက်တိကောင်းတယ်သူကတော့ generation X ပေါ့လေဟုတ်တယ်မလားဆိုတော့ generation Y နဲ့ generation Z တွေကတက်တိကောင်းတယ်ဒါပေမဲ့ကိုတခုလောက်တော့မယ်ဆိုလို့ရှိရင်အမေကိုတတိယလိုက်ပါအမေကကိုဝမ်းကို6လလွယ်10လပွားခဲ့တာသူတို့တွေဒီ6လလွယ်ထားတာသူတို့ဒီသားတို့သမီးတို့အသက်တစ်ချောင်းရဖို့ကမလွယ်ဘူးနော်အမေဘယ်လောက်ဒုက္ခရောက်ခဲ့ရလဲ6လမှာဟုတ်လားပြီးလို့ရှိရင်သားတို့သမီးတို့အသက်16နှစ်19နှစ်ရအောင်သူတို့ဘယ်လောက်ခေရင်းရှာပြီးတော့ချွေတာပြီးကျွေးမွေးခဲ့ရတယ်လဲကလေးတွေစဉ်းစားအမေပြောပြီးသားတို့သမီးတို့သူတို့လက်နဲ့တိုင်ထားပြီးမြတ်ကိုမှညံရှိရညံနဲ့တိုက်ရမယ်သူတို့ညံနဲ့တိုက်လို့ရှိတော့မှကဘာတိပိုထီရောက်တယ်သိလားသူတို့အခုလုံနေတာဒီသူတို့ဆဲနေဗမာတို့လုံနေတာဒီဟွာတနပ်ပြစ်သွားတာမြင်တာသူတို့ပြောနေနားမလဲသားတို့သာညံနဲ့တုံးရင်ကဘာကိုတစ်ခုလုံး communication လုပ်နိုင်တာက language ကိုညံနဲ့လုပ်လို့ရတယ်သိလားဒီကဘာတစ်ခုလုံး communication လုပ်နေတာ English language plan နဲ့ဒါပေမဲ့တကယ်ကိုဟို communication လုပ်မလားညံနဲ့လုပ်လို့ရတယ်ညံနဲ့သာတုံးလိုက်ကြည့်အကုန်လုံးက connection လုပ်လို့ရတယ်ရှင်းပေးလို့ရတယ် connection အကုန်လုပ်လို့ရတယ်ညံနဲ့တုံးမှညံနဲ့တိုက်ပါနော်အတက်တွေလည်းတကယ်ကိုအဆုံးရှုံးမခံနိုင်တော့ဘူးအခုဆိုရင်ဘယ်နှယောက်ရှိသွားပြီလဲအယောက်80ကျော်သွားပြီသိလားအယောက်80ကျော်သွားပြီမလုံးနဲ့တော့နော်ဖမ်းတာတွေကလည်းပတ်ဆက်ဖမ်းဖြစ်မှုမရှိဘဲနဲ့ဟိုဟာဘာမှမလုပ်ဘဲနဲ့ပတ်ဆက်ဖမ်းနေတာကြည့်လိုက်လေတက်မတော်မှမဟုတ်တော့တာစစ်တပ်မှမဟုတ်တော့တာအခုသူတို့လုံနေရကြည့်လိုက်အမေရိကမှာဖြစ်သွားတဲ့ George Floyd ဟလာကလားတယောက်ရဲနဲ့ပဋိပက္ခဖြစ်ပြီးတော့အသေးခံတဲ့ George Floyd ဖြစ်သွားတော့အမေရိကမှာတပတ်လုံးဘယ်လိုဖြစ်သွားလဲတလားI would say probably ဘောတလားလုံးဘယ်လိုဖြစ်သွားလဲလူရဲမှုတွေဖြစ်လာတယ်ဟလာအမှန်တွေခွဲလာတယ်ဟလာအိမ်တွေတက်ပြီးတော့ဟိုလောက်ကြလာတယ်အိမ်တွေတက်လူတယ်ဟလာအခုဒါပြည်သူတွေကလောက်တာနော်အခုကကြည့်လိုက်လေတက်မတော်တွေကစစ်တပ်တွေကလုံနေတာစစ်တပ်ကကလေးလေတိကျပြန်စဉ်းစားကြည့်နော်ကိုလုံနေတာဒီမှန်လားမမှန်ကန်ဘူးလားတိကျစဉ်းစားနော်ကိုကအခုအားပေးနေတာဒီတစ္ဆဖောက်လားတိကျစဉ်းစားနော်ကိုဆက်တလုတ်သွားမယ်ဆိုရင်ကိုလည်းတစ္ဆဖောက်ဖြစ်သွားပြီနော်အခုအချိန်မှာနောက်နောက်ရပြီးတော့လက်နဲ့ချပြီးတော့ပြည်သူတွေနဲ့ပူပေါင်းမပေါင်းလို့ရှိရင်တခြားနေရာတွေနဲ့ပူပေါင်းလို့ရတယ်လက်နဲ့ချကြမလို့လက်နဲ့တွေပါယူလာခဲ့ပြည်သူတွေကိုပေးအမှတိုက်ပြီးရပဲအဲ့လိုလည်းမလုပ်ပါနဲ့အဲ့တော့ကျွန်မမြောက်ပြီးတာမဟုတ်ဘူးလားမြောက်တာမဟုတ်ဘူးလားမလုပ်နဲ့ဒီလားအဲ့မလုပ်နဲ့တိကျစဉ်းစားငါတို့လုပ်နေတာဒီမှန်သလားလူတိုင်းမှာလေနူးညံ့တဲ့စိတ်ရှိတယ်လူတိုင်းမှာစဉ်းစားဉာဏ်နဲ့ရှိတယ်အဲ့လိုမစဉ်းစားတတ်လည်းကောင်းထဲမှာချီးရှိနေချီးပေါ့လေဟုတ်လားသူတို့ကောင်းထဲမှာချီးရှိနေချီးပေါ့ဟုတ်တယ်မလားဟိုတချို့တွေကပြောပါတယ်အမအမေရိကငါအမေရိကနဲ့အော်နေရမဟုတ်ဘူးတခြားနိုင်ငံအော်နေရမဟုတ်ငါကျုပ်မြန်မာပြည်မှာရှိနေကျုပ်ကလိမှာပဲလောက်မှာပဲကိုဗဘဲတမ်းမှာလိမလားနော်ဟိုကလေးပိုင်တကုံလိုမျိုးငါလည်းလိမှာပဲငါလည်းလောက်မှာပဲကြောက်ဘူးဒါလောက်ကဒါကြီးကမတရားမှုဖြစ်သွားဒါကြီးကမဲသူတို့အရင်ကပြောတယ်မဲခိုးတာတို့ဘာမဲတို့ညာအဲ့မဲကိစ္စမဟုတ်တော့အခုတွေကရာဇဝတ်မှုဖြစ်သွားပြီမဲကိစ္စကိုသွားပြီးဖြေရှင်းလဲဟိုကနားထောင်တော့မှာမဟုတ်ဘူးလူတတ်တာကိုအရင်ဖြေရှင်းအောင်အခုလက်လောလောက်သွားတာအရင်ဖြေရှင်းလူတတ်မှုမဖြေရှင်းရင်အခုပြည်သူတွေရဲ့ပစ္စည်းတွေကိုဟလာပြည်သူတွေရဲ့အိမ်တွေတက်တယ်ပြည်သူတွေတကားကိုချိုးဖျက်ကြဲဆိုတာဝရမ်းရှိပဲနဲ့လောက်တယ်ဆိုတာကသွားပြီးအဲ့မှာတည်းကဟုတ်လားဒါငါတို့မြန်မာပြည်ကြီးငါတို့နယ်ပဲဆိုင်တယ်လို့ပြောလို့မရဘူးဒါ21ရာစု88မဟုတ်တော့ဘူးဟုတ်လားဒါ21ရာစုဖြစ်သွားပြီလူတွေလည်းပြောင်းကုန်ပြီကလေးတွေ generation တွေလည်းပြောင်းကုန်ပြီတိကျစဉ်းစားတော့လှုပ်ချင်နိုင်လို့မရဘူးကိုစီမှာ3 billion 5 billion ရှိတော်ရောပေါ့ဘာလို့ဆက်လို့ခြင်းသေးတယ်လဲဟုတ်လားအနည်းဆုံးဗိုလ်ချုပ်မိသားစုတစုမှာအနည်းဆုံးပတ်စံအနည်းဆုံးမရှိအနည်းဆုံး1 billion 2 billion ရှိကြတယ်အခု US က1 billion နဲ့စီးစိုက်တာဘာမှမဟုတ်ဘူးဘာမှသူတို့တက်ဘာမှမဖြစ်စလောက်ဘူးသူတို့ပတ်စံနေအများကြီးဖြန့်ထားတာတခြားနိုင်ငံဘယ်လောက်ရှိလဲကိုမသိဘူးဟုတ်လားကိုမိသားစု10တက်စားလို့မကုန်နဲ့စီးစိမ်ရထားပြီးပြီဘာဖြစ်လို့လောဘတက်ပြီးတော့အဲ့ဒါတွေလုံနေတာလဲကိုနားမလဲဘူးတကယ်နားမလဲတာဒါပေမဲ့အဆင့်စင်တော့ရှိကြပါတယ်တင်မလားဗိုလ်ချုပ်နေဝင်းတော့ကလည်းအာနာရှင်လေးတွေမွေးသွားတယ်ဟုတ်လားပြီးတော့လေဟိုအာနာရှင်လေးမွေးသွားတယ်မှာခင်ဦးခင်ညွန်းတော့ပလူတွေထွက်လာတယ်ဟုတ်လားပြီးလို့ရှိရင်လည်း
ပြီးနောက်ဗိုလ်ချုပ်မူကြီးတန်းရွှေတက်လာတယ်ဗိုလ်ချုပ်မူကြီးတန်းရွှေပြီးတော့လည်းအာနာရှင်လေးမွေးသွားတော့တိမ့်စိန်ဖြစ်လာတယ်ဟဲ့လားအရက်ဝတ်နဲ့တက်လာတယ်ဟဲ့လားဦးသိန်းစိန်ဖြစ်လာတယ်ဦးသိန်းစိန်အာနာရှင်ထမွေးရမင်းအောင်လည်းဖြစ်မင်းအောင်အခုလည်းသူ့နောက်ပိုင်းသူထပ်မွေးမှာပဲဒါပေမဲ့အဲ့ဒါကိုမမွေးလို့မရအောင်တခါတည်းသူတို့ကိုဟိုဘယ်လိုပါလဲဟိုမိန်းမတွေတောက်တက်စီပါလဲဟိုတတိချစီတိုက်ထားရမယ်လုံးဝဒါကိုပြက်ကိုဖြစ်ရမယ်ဆက်မွေးလို့မရတော့ဘူးပြည်သူတွေကလည်းကျေးဇူးပြုပြီးတော့ကလေးလေးအထူးသဖြင့်သားလေးတွေပေါ့နော်သားလေးတွေကစိတ်ကိုလျှော့ကြပါပြီးလို့ရှိရင် leader တွေပဲရောက်သွားတော့ဟမ်ဟိုတပိတ်မောက်တဲ့တပိတ်လမ်းကြောင်းတစ်ခုမှာတော့တစ်ခုလုံးမယ်ဆိုတို့မှာ leader တွေရှိကြတယ်တစ်ခုဖြစ်leader တွေကပဲထွက်ပြေးသွားတယ်ကိုလည်းနားမလဲဘူးကိုထွက်ပြေးမယ်ဆိုရင်ကိုယ့်အနောက်ကကလေးတွေပါခေါ်လေသိလားကိုယ့်နောက်ကကလေးပါခေါ်သွားကိုထွက်ပြေးမယ်ဆိုခေါ်သွားလေဟုတ်လားဟိုleader ဆိုတာကကြည့်ကြရမယ်စစ်ပွဲတစ်ပွဲမှာရှုံးလိုက်နိုင်လားဆိုတာ leader ကအနောက်ကနေကြည့်တက်ပြီးပြောရမှာလေအခုဟာတွေကဟိုသူတို့တွေစီးချတော့ကိုလည်းစီးပြန်ချပြီးလို့သိရမလားဒါပေမဲ့အချမ်းဖက်နေသူတို့အချမ်းဖက်ကိုလည်းသွားပြီးအချမ်းမဖက်နေတော့ပြောင်းပြန်လို့အကုန်လုံးပြောင်းပြန်လို့ဒါပေမဲ့ခုနပြောသလိုပဲဟိုရက်ွက်တိုင်းမှာကိုယ့်ရဲ့ leader တယောက်ကိုထားပြီးလို့ရ leader ချင်းစုနေပြီးလို့ရှင်ရွက်ကွက်ကလူပြန်ပြီးတော့နဲ့ပြန်တိုင်နေပြန်လို့အဲ့ကျလောက်ကောင်ဘာတူလဲဆိုတာထွက်လာလိမ့်မယ်လောက်ကောင်နေအဲ့လိုမျိုးဖမ်းရမှာဖမ်းပြီး social punishment ပေးရမှာအခုတို့လောက်ကောင်နေတို့အားပေးရတယ်လေထိပြီးလေတနက်နဲ့တနက်ဆော်ထလိုက်တာမတွေ့ဘူးလားတိုက်ပေါ်မှာអော်ကြတာအမလေးအဖားနဲ့တိုင်နေတို့ပါတို့ဟာထိတော့တို့ကသိတယ်ဟဟလားတို့ဟာတွေထိတော့တို့ကသိတယ်သိရမလားကျွန်တော်ပြောနေရလေဒါကြီးကဟိုဘယ်လိုမျိုးပြောမလဲဟိုလာမှာပဲလေလမ်းမှန်မရလို့ရှင်လာမှာပဲအခုဟာကပြည်သူတွေကိုခုနပြောတာပြတ်သွားပြည်သူတွေရဲ့ဟိုနော်အိမ်ကိုဝင်တကားတွေဝင်ပြီးဖျက်ဆီးတယ်အိမ်ထဲရဖျက်ဆီးပြီးပြည်သူတွေဖွင့်ထားတဲ့ဆိုင်တွေကိုလည်းပတ်စံတွေလည်းယူသွားတယ်ဟဟလားနောက်ကငါသားဆိုင်ရှင်ဆိုရင်လေသူတို့လာမယ်မှန်းသိလေအစားထဲမှာလေငါကြွတ်တက်သေးတို့ဘာလို့ငါထည့်ထားတယ်ဒီလားဟိုဒီ phosphate တွေပါတယ်ငါအမှုတ်တွေလေအနက်အရသာမရှိအမှုတ်တွေလေ phosphate အမှုတ်တွေထည့်တာပြီးစားသိစမ်းငါအဲ့လိုမျိုးလုပ်ချင်တာဒါမဲ့လေငါမပြောတာပဲကောင်းပါလေမတော့လို့ပြောထလိုက်ပြီဟလားဟိုပြည်သူတွေရဲ့ဟာကိုလူတယ်ပြည်သူတွေရဲ့ဟိုဟာပစ္စည်းတွေကိုဖျက်ဆီးတယ်အဲ့ဒါ looting နဲ့ rioting တူပဲအဲ့ဒါတည်းကတပုံနေလောက်တဲ့တာလေဒါတက်မတော်တွေလောက်တာမဟုတ်တာစစ်တပ်တွေလောက်တာမဟုတ်တာတပုံနေလောက်နေတာလေဟုတ်လားဒါဆိုကိုစဉ်းစားကိုဒီအပြေကိုကြီးလာဆွတ်ထားပြီးတော့စိတ်ကတပုံစိတ်ပေါက်နေတာဟုတ်လားအတိတ်စာစဉ်းစားနော်တို့ဆက်မလုံနေတော့အမပြင်းပြီးအမကြီးမားလာပြီတကယ်ကြောက်လို့ရှိရင်လေဟိုလိုတက်ဟိုတယ်မှာလည်းပုံမနေကြနဲ့တကယ်တက်တိရှိရမလားတကယ်တက်တိရှိလို့ရှိရင်ဟိုတယ်မှာလည်းတက်ပုံးမနေနဲ့ထွက်လာပြီးပြည်သူတွေနဲ့စကားပြောရက်တီရှင်ဟုတ်တယ်မလားဟိုဘယ်လိုပြောမလဲပတ်စံနေပေးပြီးတော့ဟိုလူမိုက်တွေကိုပတ်စံပေးပြီးလားဖျားဘူးသွားမယ်ခေါ်မယ်ပတ်စံပေးပြီးတော့ပြည်သူတွေချင်းချင်းပြန်ဖိုက်ခိုင်းတာတော့ဒါဘောမရှိဘူးတော့ထင်တယ်တိတ်စားစဉ်းစားနော်ပြည်သူတွေပေါ်ပြည်သူတွေရဲ့ပစ္စည်းကိုဖျက်ဆီးတယ်ပြည်သူတွေရဲ့စီးစိမ်ဥစ္စာကိုဖျက်ဆီးတယ်ပြည်သူတွေပိုင်တဲ့ဟာကိုဖျက်ဆီးတယ်နော်အဲ့ဒါဒီဘာဖြစ်လဲပြည်သူပေါ်တက်စာဖောက်ဖြစ်သွားတယ်အဲ့ဒါတက်စာဖောက်လို့ခေါ်တယ် traders သိလား traders လို့ခေါ်တယ်အင်္ဂလိပ်လိုနားလည်လားအဲ့ဒါပြီးသွားလို့ရှိရင်ဘာဖြစ်မလဲနော်ပြည်သူတွေအထိနာတဲ့အတွက်ဘာဖြစ်သွားလဲနိုင်ငံတော်မှာစော်ကားတဲ့အတွက်နိုင်ငံတော်ရဲ့တက်စာဖောက်ဖြစ်သွားပြီအခုကစက်တက်မဟုတ်တော့တက်စာဖောက်တေချာနားထောင်တာနင်တို့တွေအခုအချိန်ဟိုအမားမှန်သိပြီးတော့ပြောင်းလို့ရတယ်အရင်တော့ကလေးတွေတွေ့ပါတယ်ကလေးတွေတွေ့လဲဆိုတော့ဘယ်လိုကလေးတွေတွေ့လဲဆိုပြပြမယ်ဟိုရွေးကောက်ပွဲတုန်းကเนาะတချို့စစ်သားလေးတွေတွေ့ပါတယ်ကိုနဲ့ခင်တဲ့စစ်သားလေးရှိတယ်အမေစုအမဲပေးလိုက်ပြီးတော့အခုကျတော့အမေစုမပြောနဲ့အကုန်လုံးငြိမ်းလို့တချို့ဆိုအကောင့်တော့ deactivate လုပ်သွားကြတယ်ဟဲ့လားတချို့တွေဆိုလို့ရှိရင်လည်းဟာအမနားမလဲဘူးเนาะတို့အချင်းညှိထားတာရှိတယ်ဘာမှတို့ချင်းညှိတာမဟုတ်ကြည်တာနင်တို့ဟိုဘက်ကမတရားမှုနဲ့ညှိတာဒါပဲအခုလောက်ရက်ကိုကြည်ချင်းအဖြစ်အခုလောက်ရက်မှုကြည်ချင်းအပြင်ဒါမဲခိုးတာဆိုမဖြစ်နိုင်တော့ဘူးမဲခိုးတာကိုလည်းထဲ့မပြောနဲ့တော့ဘယ်သူမှတကဘာလုံးကမဲခိုးတာမယုံတော့ဘူးနားလဲထောင်မှာမဟုတ်တော့အခုတကဘာလုံးကဖြည့်ရှင်းခိုင်းမှာကဲလူတွေတိတ်ကုန်ကြပြီဘယ်လိုဖြည့်ရှင်းမလဲဟုတ်လားအချင်းကတော့နည်းနည်းပြရမယ်ကြည့်လိုက်လေဟိုဘယ်လိုပြောမလဲဟိုနေပေါင်းငါနိုင်တနိုင်ငံရှိရင်ငါနာမည်မိသွားပြီ။ဟွာနေပေါင်းသိရမလားအဲ့ရုရှားကအဲ့နိုင်ငံအဲ့ကလူမျိုးတွေအနိုင်ကျင့်တာဟုတ်လားပြည်သူတွေက US ကနေပြီးတော့ Charlie Wilson ဆိုတဲ့ Congressman က House of Representative ကနေပြီးတော့တွားပြီးတော့ကဲ
budget တွေယူပြီးတော့လက်နက်တွေနဲ့ထောက်ပံ့ပေးလိုက်တော့ပြည်သူတွေပြန်တိုက်တော့ရုရှားတွေမထွက်ပြေးရအောင်မလားပြည်သူတွေတကယ်စုယုံပြီးတကယ်လက်နက်တွေရှိပြီးဆိုလို့ရှိရင်ကိုထွက်ပြေးရမှာနော်ပြီးကိုသားသမီးတွေကိုမိသားစုတွေအတွက်ကကိုထူထောင်နေမှာမဟုတ်တော့အဲ့ဒါသိစားစဉ်းစားနေတို့အခုချိန်နောက်နားရာကြီးပြန်လဲမယ်ဆိုအချိန်ရှိသေးတယ်ရှေ့ဆက်မတိုးနဲ့တော့နောက်ပိုင်းလည်းဒီကိစ္စကြီးကနေတို့ထင်တယ်လို့နိုင်သွားမှာမဟုတ်ဘူးနော်ပြည်သူတွေကနိုင်သွားဖို့များတယ်သိစားစဉ်းစားအချိန်တော့ကြာတယ်မှန်တယ်ဒါပေမဲ့ပြည်သူတွေနိုင်သွားဖို့များတယ်နော်ပြောပြီးသားဒါ21ရာစုဖြစ်သွားပြီ88မဟုတ်တော့ဘူးဟုတ်လားနော်ဟိုအန်ဒီအောင်ဆန်းစုကြည်နဲ့တမ္ပရာကြီးဦးမွေးမြင့်နဲ့ရွေးချယ်ခံရတဲ့ဒီမိုကရက်တစ်လီဒာဟိုဟာတွေခေါင်းဆောင်တွေကိုခါတဲ့ကြက်ကလေးညက်ကလေးတို့ဖမ်းလို့ခိုးဖမ်းလို့ဖုတ်ဆိုဖမ်းသွားတာဖမ်းပြီးတော့ပြည်သူတွေကိုလည်းခါတဲ့ဟိုတနေ့ကကျမမိခွန်းပြောသလိုပဲကျမသိနေတယ်သူတို့ခြေလမ်းနေဘယ်လိုသွားမလဲဘို့ကိုကရှင်းပြောလို့ရှိရင်ဒီကိုတငယ်ချင်းတွေဘောင်အများကြီးရှိရနိုင်ငံတဝန်းလုံးမှာရှိရသူတို့တွေပြောပြဗီယက်နမ်ကိုတငယ်ချင်းတယောက်ကိုမေးလိုက်တယ်ဗီယက်နမ်တငယ်ချင်းတယောက်အခုသူကဘာလဲဆိုတော့ तू ကအခုဒီမြို့နယ်မှုလုပ်နေတာပေါ့နော်သူ့ပြောသူတို့ရဲ့စကားပြောဖြစ်တော့ပြောတော့ तू ငါတို့ဗီယက်နမ်မှာတဲ့အမေရိကန်တပ်ကိုတဲ့ငါတို့ဘယ်လိုတိုက်ထုတ်ခဲ့လဲသိလားတဲ့မသိဘူးလို့အိမ်ထဲမှာတဲ့ဝါးချုံတွေလှန်ချုံတွေထားတာတဲ့ဝင်လိုက်တာနဲ့အဲ့လမ်းအဲ့ဟာတို့ထိုးတော့တာပဲတဲ့သူတို့မှတနက်ရှိတာမှန်တယ်လေတဲ့ငါတို့ကလည်းငါတို့လက်နဲ့ရှိရတယ်ငါတို့လည်းမကြောက်မိမအစားလန့်ကင်ပြီးထိုးတာတဲ့အဲ့လိုမျိုးလုတ်သွားတာတဲ့သူပြောပြတာကိုကတော့ဒါမဲ့လေဟိုပါပေါ့နော်ကိုကရှင်းပြောရင်အဲ့လိုမျိုးမတရားဘူးတနာမဲ့လေအခုပြန်စဉ်းစားရင်တနာကိုမတနာသူ့လုံနေစီလုံးဝမတနာတော့ဘူးလေသိရမလားတနာဆိုတာလည်းပြောလို့မရတော့ဘူးဘယ်လိုသပြောမလဲဟုတ်လားဆိုတော့တကယ်ချင်းတွေဟိုအမေရိကခုနပြောသလိုပဲအမေရိကနေပြီးအဲ့ဒီနိုင်ငံကိုတနက်တီလောင်ချာတွေနဲ့တေးလိုက်တာရုရှားချင်းထွက်ပြေးသွားတယ်မဟုတ်ဘူးလားတကယ်ဒီဘက်ကနိုင်ငံကဒီဘက်ကလူတွေအဲ့လိုမျိုးချက်လုပ်မယ်ဆိုလို့ရှိရင်ထိမှာနော်တက်မတော်ဆိုဘလောက်မှမရှိဘူးပြည်သူတွေအင်အားပုံများလားတက်မတော်ဆိုဘလောက်မှမရှိဘူးအဲ့ဒါတိတ်ဆာစဉ်းစားတွားပြီးတော့ရမဖြစ်နဲ့သားတို့သူတို့အဖွဲ့တွေလာရေးမှာပဲသူတို့အဖွဲ့တွေပြောကြမှာတော့ရမဖြစ်နဲ့သူတို့အဖွဲ့တွေကဘာသိတယ်သူတို့ဆဲမယ်မဟုတ်တာတွေရှောက်ပြောမယ်နာမည်တွေရှောက်ဖွားမယ်ငါရိုးသွားပြီသိလားနိုင်ငံခြားအာမနာဘူးငါရိုးသွားပြီပြောချင်တာပြောဖြစ်ချင်တာဖြစ်ငါပြောပြီးပြီလေငါမြန်မာပြည်ပြန်လာလို့ငါတခုဖြစ်လို့ရှိရင်နေတို့တွေတာဝန်ယူရမှာနော်နေတို့စစ်တပ်ကတာဝန်ယူရမှာနေတို့ငါချင်းချောက်ထားတာနော်သိလားဒါပေမဲ့နေတို့ချင်းချောက်တာငါအတွက်ပိုကောင်းတယ်ဘာဖြစ်လဲသိလားငါဒီမှာငါပြလို့ရတယ်ငါချင်းချောက်ခံရတယ်နော်ငါဝရမ်းထုတ်ရင်ပို့တောင်ကြိုက်သေးတယ်ထုတ်ဝရမ်းထုတ်ငါနာမည်အရင်ကိုရှာပြီးထုတ်မွေးတက်ကတို့ရှာပြီးထုတ်ဝရမ်းကိုထုတ်ပို့ကြိုက်တယ်လို့ပို့ကြိုက်တယ်လို့အဲ့လိုနေလို့လှုပ်မှာငါဒီဘက်ကတွန်းဝါပို့ပေးလို့ရမှာလို့ဒါပေမဲ့ငါဘွားမှာပတ်စံနေလည်းမလို့တော့ဘူးသိလားပြောပြမယ်နေတို့တွေကအကုန်းကျုံရှာနေရနေတို့အဘဘောကိုရက်မှနေတော့ရတာငါဘု து ဘောမှာရက်စရာမလိုငါစီးစရာငါအလုပ်လုပ်စရာမလိုငါပြည့်စုံပြီလားနားလည်လားနော်ငါရှာခဲ့တဲ့ပစ္စည်းငါရှာခဲ့တဲ့ငါပိုင်ဆိုင်တဲ့ပစ္စည်းကဘယ်သူမှမျက်ရည်တစ်ပေါက်ချပြီးရခဲ့တဲ့ဟာငါမှမရှိငါမှအကုသို့ရခဲ့တဲ့ပစ္စည်းဆိုတာမရှိဘူးနေတော့အခုလုံနေတဲ့ဟာလေပြည်သူတွေကိုမျက်ရည်ကျတယ်ပြည်သူတွေကိုစိတ်မချိမတာလှုပ်တယ်ပြည်သူတွေစီးစိမ်ဖြက်စီးပြီးရနေတာစားနေတာနေလို့စားနိုင်မလားဟိုတယ်မှာနေရတူလေတိတ်ဆာစဉ်းစားနေတော့မလို့စားလို့အိတ်လို့ပြောတာငါစဉ်းစားလို့မရငါဟိုမှာငါမြန်မာပြည်မှာမရှိပဲနဲ့ငါဒီမှာညအိတ်လို့မပြောပိန်သွားတယ်ငါ6ပေါင်ရော့သွားတယ်စားလဲစားလို့မရအိတ်လဲလို့မရကိုတငယ်ချင်းနေမြင်သွားလဲကိုလိုက်တယ်တိလားကိုဖုန်းနဲ့နားထောင်နေနားငါမှနားတွေကလည်းဟိုနားနေပြီဒီထဲမှာနှချက်နဲ့နားထောင်နေသူတို့ပြောနေတာကိုနားထောင်နေဒီဘက်ကအကိုကြီးတွေနဲ့တွေ့တယ်ခေါင်းဆောင်ကိုကြီးတွေနဲ့တွေ့တယ်ဟလာဒီ89တုန်း90တုန်းကလွတ်တော့အမတ်အဟောင်းနေနော်ဟိုသူတို့နဲ့တွေ့ရစကားသူတို့ရဲ့ပညာအများကြီးကိုရဟိုတနေ့အကိုတယောက်တော့ကိုပြောလိုက်ပါတယ် Messenger အကိုကြီးတို့ဘာဘီယာ politics ကိုစိတ်ဝင်စားမယ်မထင်ဘူးလို့အကိုတို့ကြည့်ပါအောင်အကိုလုံနေအခုဖြစ်နေတာကြည့်ပြီးကျမတော့ politics ကိုစိတ်ဝင်စားလာပြီလို့ဒါမဲ့ကိုမပြိုင်ဘူးဝင်လဲမဝင်ဘူးဘာဖြစ်လို့ဆိုတော့ကို target ကကိုလူဖြစ်လာကို target ကအဲ့ဒါမဟုတ်ဘူးကိုဝင်လဲမပြိုင်ကိုလဲလုံးမလုံးဒါပြီးသွားလို့ရှင်ကိုလဲကိုက normal life သွားမှာပဲကိုက normal life ဖြစ်နေတယ်လို့ကိုအလုံးနဲ့ကိုကုစီးပွားနဲ့ကိုထမင်းကိုစားမှာပဲအခုကမတရားတာတွေ့လို့ပြောနေတာမတရားတာတွေ့လို့ပြောနေတာအခုတေသွားတဲ့ကလေးတွေဆိုတေသွားကလေးမှာနင်တို့သားသမီးတွေတေသွားတယ်နင်တို့မောင်နှမတေသွားနင်တို့ဘယ်လိုစိတ်ခံစားမလဲပြောလေအလကားလွတ်ထားလိုက်အတင်ထား fighting လို့အတင်ထားနော်ခွေးရည်နဲ့ရံမဖြစ်နဲ့ခွေးဆိုတာဟောင်းမှာပဲဟ
ဟုတ်လားအခုကခွေးမဟုတ်တော့တပုံနေဖြစ်ကုန်ပြီဟိုရှင်းပြောလို့ရှင်ပါဇက်ကပြောလိုက်ရင်900 144ဘာပုံမှညာပုံမှပါဇက်ကပြောနေတယ်ဟိုရှင်းပြောလို့ရှင်ကျုပ်ကဟိုကလေးတွေရင်းနေတယ်ဟာခွေးဟောင်လိုက်ပြန်ပြီကိုကခွေးတို့တော့မတတ်မတော့ခွေးကတခင်ကိုပြန်မကြိုက်တတ်ဘူးသိလားခွေးကလူစိတ်ရှိတယ်ခွေးကသူ့အစာကျွေးလက်ကိုပြန်မကြိုက်ဘူးသူ့ကယ်တင်လက်ကိုပြန်မကြိုက်ဘူးခွေးနားလဲလားခွေးကပြန်မကြိုက်တတ်ဘူးနော်ရိုဟင်ဂျာမှာဘယ်သူမျက်နှာငယ်ပြီးတော့တွားပြီးတော့ဖြည့်ရှင်းပေးကြရတယ်ရိုဟင်ဂျာ issue ကိုတိတ်ချစဉ်းစားအမိုက်ကဟိုရုပ်ကြည့်ကြမ်းတမ်းမှုကဘယ်သူလှုပ်သွားလဲဘယ်သူသွားဖြည့်ရှင်းရတိတ်ချစဉ်းစားမြင့်မြတ်မှတ်ထားခွေးတော်မှာတစ္ဆာရှိတယ်ခွေးနဲ့တော့မနိုင်နဲ့ခွေးနဲ့ကိုယ့်ထက်အခုကလှုပ်တာခွေးထက်ဆိုသွားပြီသူတို့ပြောတဲ့ဥပဒေဘာဥပဒေလဲပြောဥပဒေဆိုတာလွယ်လွယ်နဲ့ပါဇက်ကထွက်လို့မရဘူးဥပဒေဆိုတာကနော်ဟိုဒီနိုင်ငံမှာဥပဒေလုပ်မယ်ဆိုတော့မှလွတ်တော်အမတ်တွေရောဟလာမြို့ကနေပြီးတော့ပြည်နယ်မှုကိုတင်သွင်းပြည်နယ်ဥက္ကဋ္ဌနေပြီးတော့ပြည်နယ်ကိုတင်သွင်းပြည်နယ်မှုပြည်နယ်ဥက္ကဋ္ဌနေပြီးတော့ပြည်နယ်မှုကိုပြန်မြို့နယ်ဥက္ကဋ္ဌကိုတင်သွင်းမြို့နယ်ဥက္ကဋ္ဌနေပြီးတော့ပြည်နယ်မှုကိုပြန်ပြည်နယ်မှု governor တင်သွင်း governor နေပြီးတော့ကဲ congress တွေနဲ့ဒီ house of representative senate တွေနဲ့မြို့နယ်ဟာတရားထိုင်ပြီးတော့သူတို့အဲ့ဒါကို bill အနေနဲ့ယူပြီးတော့ကနေပြန်ပြီးတော့voting လုပ်ပြီးတော့မှကဲသမ္မတလက်မှတ်ထိုးမှကဲအဲ့ဒါဒီတရားဝင်ဥပဒေအခုကဥပဒေကပြောချင်တိုင်းပြောနေရလေခွေးမတော်မှလမ်းသွားလို့ရှိရင်ခွေးထိလာသူတို့အဲ့လိုလာနန်းတာမှသူတို့မဆိုင်သူတို့ရှောင်သေးတာပဲအခုဟာကြီးအကုန်လုံးဖွင့်ပြီးပြောချင်တာတွေပြောနေစဉ်းစားပေါ့ငါတော့ပနဲ့ net လိုက်ပြီအဲ့ဒါပဲကြိုက်ချင်နေဟုတ်လားရှင်းပြောနေတို့တွေအုပ်ချုပ်နေတွေ့ငါလည်းမြန်မာနိုင်ငံပြန်လာမှာမဟုတ်ဘူးဘာလို့ငါပတ်စံတွေလည်းကားမပေးနိုင်ဘူးမြန်မာနိုင်ငံတစ်ခါပြန်လာလို့ရှိရင်ကျမဗီဇာပို့အရင်ကဗီဇာပို့25ချက်ပေးရတယ်ဟုတ်လားနော်ဟို25ချက်ကျမ tourist visa နဲ့လား25ချက်ပေးအခု25ချက်နဲ့ဟိုတက်သွားတာ50ဒါမဲ့လေတော့အန်ဒီတော့အောင်ဆန်းစုကြည်ခင်တော့ပေးပြောတယ်နော်ကိုအလူတန်းလဲလာလုပ်တယ်နော်ကိုလာလို့ရှိရင်ကိုအတိတ်တံမှာပေးပြောတယ်အခုနောက်ပိုင်းလေပေးလို့မပေးဘူးလာလည်းမလာဘူးသူတို့တွေအုံရှုပ်နေတွေ့ပြန်ဦးမလာတာပြန်လည်းမလာဘူးဘာဖြစ်လို့ဆိုကိုပတ်စံတပြားချက်အပါမခံနိုင်မပေးနိုင်တော့တော်ပြီမပေးနိုင်ဘူးမလုံနိုင်တော့ပြန်လည်းမလာဘူးအမင်းမြင့်မှတ်ထားအခုညဘက်ကျရင်လည်းခလေးတွေကလည်းဟိုစောက်နေကင်းနေစောက်ကြတယ်ဟဟလားကင်းနေစောက်ကြတာတို့သမီးတို့တတိထားနော်တိတ်ပြီးတော့ပေါ်လွန်လဲမလုံနဲ့တဲ့မလားတဏှာမထိုင်ပြီးတော့လေအိမ်လေးကနေကြည့်ပြီးစောက်ဒီလားဟိုဘက်အိမ်ဆိုမြန်မာနိုင်ငံမှာအိမ်ကြီးကဒီလိုရှိရမလားလမ်းနဲ့ဝင်ဒီဘက်လမ်းပေါ်မှာလေးတဲလေးထိုးပြီးတော့အန်ဒီတို့88တောင်းလိုမျိုးမလုံနဲ့တော့ရင်းနှွေးချင်တော့ကိုယ့်အိမ်မှာပဲနေကိုယ့်အိမ်တကားဝအနောက်အောက်ကနေပြီးတော့ထိုင်ပြီးကြည့်နေဘယ်သူလာဆိုကြည့်ဒီဘက်ကလည်းဘယ်သူလာကြည့်အဲ့လိုကြည့်မှာပဲရမယ်မဟုတ်ဆိုအဲ့ဒါကင်းဆောက်တဲ့လူဖမ်းပြီးပြစ်သွားအောင်ပါပဲအခုဆိုဘယ်လိုလုပ်လဲညဖမ်းတဲ့မနဲ့တိတ်သွားရောဘယ်လောက်နှိမ့်ဆက်လဲကြည့်လေအဲ့ရလွန်နေတော့တို့လွန်နေတော့ပြစ်တယ်ဆိုတာခေါင်းမဲ့ပြစ်နေကြည့်နေဒီနေရာပြစ်ခေါင်းမဲ့ပြစ်နေတာဒါကြီးကရမ်းပြစ်တာမဟုတ်တယောက်ကတနေရနဲ့ချိန်ပြီးတော့ပြစ်နေတာဖြစ်ကိုပြပြတယ်ကျမယောက်ျားပြပြဒီလိုမျိုးဖြစ်နေတယ်အနေဘယ်လိုမျိုးဟာတဲ့ကြည့်လိုက်တေးတဲ့လူတွေအားလုံးကြည့်လိုက်လေတဲ့အကုန်လုံးကြည့်ရတာတယောက်ကချောင်းနေတာတဲ့အပေါ်ကနေစနိုက်ပါနဲ့ချောင်းပြီးပြစ်နေတာတဲ့အယောက်ျားအကုန်ရှင်းပြတယ်သူတို့ tactic တွေကိုကြည့်တယ်မှာရဲတွေရောစစ်သားတွေလှုပ်ထားတဲ့ tactic ချင်းအဲ့ဒါရုရှားနီးတဲ့ငါဘာမှမပြောဘူးနော်သူပြောထွက်လာတာပေါ့တော့တေချာစဉ်းစားအလုံးကျမရဲ့ view size ပြောထားပြီနော်သမီးတို့သားတို့အသက်တစ်ချောင်းကရဖို့မလွယ်ဘူးတိတ်လဲတွားပြီးတော့လဲအသက်နဲ့တွားပြီးတော့မလုံနဲ့တော့သူတို့ညံနဲ့တိုက်လို့ရတယ်ညံနဲ့ပဲတိုက်ပါညံနဲ့ပဲစူးစမ်းလုပ်ပါညံနဲ့ communication လုပ်ပါဟုတ်လားသူတို့ညံနဲ့တုံရင်ပို့ကြောက်မယ်သူတို့ကလက်နဲ့အာကိုလုပ်မှာပဲလက်နဲ့အာကိုနဲ့စော်မှာပဲသူတို့ဒီလက်နဲ့ကိုဘယ်လောက်ထိသုံးနိုင်တယ်လဲသုံးလေလက်နဲ့ဆိုကုန်သွားမှာပဲညံဆိုဘယ်မှမကုန်ဘူးလက်နဲ့ဆိုတာဒီကုန်သွားမှာပဲနေတိုင်းပြည့်ရင်ကုန်သွားမှာပဲဘယ်လောက်ထိတောင်းဝဲမလို့ဟုတ်လားဝယ်လေတရုတ်ပြည်ထောက်ပံ့နေဆို record တွေလက်နဲ့ဆိုတာအလကားတိတ်တိတ်လေးရောင်းလို့မရဘူး record တွေကုန်ရှိတယ်ဟုတ်လားဆိုတော့ညံဆိုတာတလုံးမကုန်ဘူးကိုသေးတောင်မှညံမကုန်နောက်လူကညံနဲ့ဆက်လုပ်သွားမှာပဲဆိုညံနဲ့တိုက်ပါကိုတခုထွက်လို့မဲ့အချိန်ကြာလို့ရှိရင်ကိုတကယ်ဟိုတတိရှိပြီးတော့အသက်ရဲစွန့်တော့မဲ့အချိန်ကြာတစ်ချက်ကလေးပဲစဉ်းစားပေးအမေကကိုလလွယ်10လမှာဖွားပြီးတာ6လလွယ်ထားတာအမေဒုက္ခဘလောက်ရောက်လဲအမေအဲ့ဒီ6လအမေလွယ်ထားတဲ့6လပြီးတော့မိဘတွေစူးစားပြီးကိုဟိုလောက်ထားတဲ့အချိန်နဲ့ကိုရင်းနိုင်သလားကိုသိချစဉ်းစားနော်အနီပြောတာသားတို့သမီးတို့တောင်ချီကျူးတယ်တော်လဲတော်တယ်ကိုကတကယ်လေးမလုံနိုင်ကိုပြောတာကိုတောင်ရှက်တယ်ပြောရမှာအခုပြောတာရှက်တယ်နော်အရင်ကြီးထုတ်တယ်လို့ပြောတာကိုတကယ်လေးမပြောရက်ဘူးရှက်တယ်ဒါပေမဲ့တစ်ချက်ပြောချင်တယ်အသက်တစ်ချောင်းရပွားမလွယ်ဘူးเนาะဟိုအမေလည်းဒုက္ခရောက်တယ်အဖေလည်းဒုက္ခရောက်တယ်အသက်တစ်ချောင်းရလာအမေအဖေရောရှာပြီးတော့ချုပ်ချစ်ပြီးတော့
လူတလုံးဖြတ်ပြီးတော့တားတော့သမီးတို့အားတစ်ချက်စဉ်းစားပြီးတော့နော်အဲ့ဒါလောက်ပါနိုင်ငံအတွက်လောက်တာဟုတ်တယ်ဒါပေမဲ့နိုင်ငံအတွက်လောက်တာထမင်းဆန်ပေါ့ဒီဆန်ကိုတည်ပြီးလို့ချင်းထမင်းဖြစ်ဆိုတော့အဲ့လောက်ဒီမဖြစ်လာနိုင်ဘူးသူအစင်နဲ့သူသွားတယ်သူတို့ဆိုကြည့်ပါလားချက်ကလေးငှက်ကလေးဖမ်းလို့ဖွဆိုပြီးတော့လည်းခိုးဖမ်းတယ်လို့ငှက်တွေဖမ်းတယ်လို့ဖမ်းသွားတာအန်တီတော်ဆန်းစုကြည်တို့ဦးဝင်းအန်ကဦးမြင့်တို့ဖမ်းသွားတာဟုတ်လားဆိုတော့ဒါမဲ့သူတို့ရိုင်းတယ်လို့ကိုရိုင်းပြစရာမလိုကိုသူတို့တနည်းနည်းနဲ့ညံနေပြန်ဆောင်လို့ရတယ်အဲ့ဒါမမြင်မှတ်ထားနော်အားလုံးကြမ်းမှကြပါစေချမ်းသာကြပါစေဘေးကင်းကြပါစေဟဟလားနော်ဘယ်လိုပြောမလဲအသက်တစ်ချောင်းရဖို့မလွယ်တိကျစဉ်းစားပါလို့ပြောချင်တယ်ဟဟလားအနီနောက်ပိုင်းကျရင် live တော့တိတ်မလုပ်တော့ဘူး live မလုပ်ပဲလည်းငါလည်း live လွတ်နေရလဲငါ့ကိုစောင့်နေပြောဦးမယ်ဒါပေမဲ့စူးစမ်းပေးနေတယ်ဟုတ်လားစူးစမ်းပေးနေတယ်ကို့မှာတနေ့ဆိုရင်အဲ့ချိန်2 နာရီ 3 နာရီပဲရှိတယ်သူတို့ပြောတာကိုနားထောင်နေသူတို့နဲ့ပေါင်းပြီးလုပ်တယ်ဒီဘက်အကူကြီးတွေလည်းလုပ်နေကြတယ်ဟဟလားကိုဆာလည်းလုပ်တယ်ဒီဘက်အကူကြီးတွေလုပ်နေကြတယ်သူတို့စီကအခုတွေဆိုလို့ရှိရင် CDM ကိုတန်မတ်တွေရောတန်မူးတွေရောဟဟလားအကုန်လုံးကပါလာကြပြီနိုင်ငံတကာကပါလာကြပြီနော်တချို့တွေအခုမပါလာတာအမေရိကဥအောင်လည်းမပါသေးဘူးနော်အမေရိကတန်မတ်ဥအောင်လည်းမပါသေးဘူးသူကတော့ပြောတယ်သူကတော့သူ့တာဝန်လုပ်သူလုပ်သွားမယ်အခုကျသူပြောတယ်ဒါပေမဲ့သူစဉ်းစားမယ်ဟလားအချိန်အကူကြီးတယောက်ကပြောတယ်အချိန်ပေးလိုက်ပါထွက်လာမယ်အချိန်ကတော့မပေးဘူးသူလုပ်ချင်တော့မလုပ်ချင်နေဘာမှစဉ်းစားကြမလို့အမေရိကမပါသေးဘူးနော်ဝေးကအဖွားကြီးတော့ပြောမနေနဲ့တော့ဒေါ်မော်ဆိုတာပြောမနေနဲ့တော့လွတ်ထားလိုက်တော့နော်ကျန်တဲ့ဟာတွေမပါသေးတော်များများကြတော့ CDM နဲ့မှာပါလာတာတွေ့ရတယ်ဆက်လုပ်ပါ CDM ကိုဆက်လုပ်ပါ CDM ကိုဖိလုပ်ပါ CDM အောင်ပါ CDM ကိုလုပ်ကြပါလို့ပြောချင်တယ်ဟုတ်လားနော်အားလုံးကိုချစ်တယ်အားလုံးတတာဟဲ့ငါ့ကိုဆဲနေတဲ့အဟာတွေငါပြောလိုက်အောင်မယ်နင်တို့သေချာစဉ်းစားတော့နင်တို့မှအုံနောက်ရှိရမလားနင်တို့အဘောင်းနင်တို့စစ်အာဏာရှင်တို့အားပေးတာငါမပြောလို့ငါအခောက်နဲ့မှလည်းရှိတယ်ဟာလားနင်တို့ဖုတ်စီငါတွေ့တယ်ငါမပြောလို့ဘူးမြန်မာနိုင်ငံမှာတနက်ဖြစ်တယ်နင်တို့တွေအမလီနာအေးလိုက်တာနေကြကိစ္စမယူဒါပေမဲ့ပြောပြမယ်နင်တို့သားသမီးတွေကိုထိသွားတယ်နင်တို့ပစ္စည်းဥစ္စာတွေထိပြီးဝင်လာမယ်ဆိုရင်နင်တို့ဘယ်လိုခံစားရမလဲစာနာမှုစိတ်လေးထားပြီးစဉ်းစားနော်အုံနောက်ရှင်စဉ်းစားလို့ရတယ်ငါပြောလိုက်တာသိလားငါပြောနားလဲလားနော်နင်တို့တိတ်ချစဉ်းစားနော်ဟုတ်လားဟိုတနေ့ကနင်တို့ဟိုဘယ်လမ်းမှာလဲ108လမ်းမှာလားတောင်ညွန့်မှာဟုတ်လားထိတယ်နင်တို့အိမ်ထိနင်တို့ဘလောက်អော်လဲမတွေ့ဘူးလားအဘနဲ့တိုင်းမဲ့ဘာဖြစ်တယ်ညဖြစ်တယ်អော်လဲမတွေ့ဘူးလားကိုပစ္စည်းထင်ကိုနာတယ်တခြားပြည်သူတွေကိုစဉ်းစားလိုက်လေတခြားပြည်သူတွေသူတို့ပစ္စည်းထင်သူတို့နာမှာပဲသားသမီးဆုံးရှုံနေသူတို့ခြေကွဲမှာပဲနင်တို့တေချာစဉ်းစားအုံနောက်ရှိမှပြောအုံနောက်မရှိဘဲနဲ့ဝင်လာမပြောနဲ့ငါပြောနားလဲလားဒါပဲ